ရှင်ညီမအခုရောက်ရှိနေရတော့မန္တလေးမြို့မှာရှိတဲ့မဟာတီ CM Construction ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတဲ့အဆောက်အဦကိုရောက်ရှိနေရဖြစ်ပါတယ်ရှင်။မြေကျယ်ဝန်းကဆိုလို့ရှိရင်26ပေတရားရှိပါတယ်။ဒီအဆောက်အဦရဲ့ကျယ်ဝန်းဆိုလို့ရှိရင်23ပေ88ပေရှိပြီးတော့ showroom နှစ်ထပ်ရယ်လူနေနှစ်ထပ်ရယ်စုစုပေါင်း RC 4တဲ့ပုံစံဆောက်လုပ်ပေးထားဖြစ်ပါတယ်ရှင်။ဒီခြံစည်းရိုးခောက်တကားရယ်ဆိုလို့ရှိရင်လည်းပေါ့နော်မဟာတီ CM ကနေပြီးတော့ပဲတာဝန်ယူပေးထားဖြစ်ပါတယ်ရှင်။ဒီအဆောက်အဦပုံစံဆိုလို့ရှိရင်လည်းပေါ့နော် modern design ပုံစံဖြစ်ပြီးတော့ဒီအရှေ့မျက်နှာသာဆိုလို့ရှိရင်လည်းဂျပန် Index တွေပြားတွေနဲ့အလှဆင်ပေးထားဖြစ်ပါတယ်ရှင်ကဲဒီမှာရှိတဲ့ဘာသာတကားတွေဆိုလို့ရှိရင်လည်းပေါ့နော် showroom အဝင်ထွက်မျက်နှာသာကျယ်ဝန်းစေဖို့အတွက်ဆိုပြီးတော့ခောက်တကားပုံစံပြုလုပ်ပေးထားပါတယ်ရှင်showroom area ဖြစ်တဲ့အတွက်ပေါ့နော်ဟောပုံစံပြုလုပ်ပေးထားပြီးတော့ဒီရုံးခန်းတခန်းလည်းပါရှိရဲအောက်မှာခင်းပေးထားတဲ့ကြွေပြားရယ်ဆိုရင်လည်းတဘာဝမှာစေတောက်ပြားရင်းနဲ့ပြုလုပ်ပေးထားဖြစ်ပါတယ်ရှင်ပြီးတော့တိုင်လုံးမှာရှိတဲ့ဒီပရင်ပေါက်တွေဆိုလို့ရှိရင်လည်း aluminum 90C profile နဲ့ပြုလုပ်ပေးထားဖြစ်ပြီးတော့ဒီလုံခြုံရေးတန်ပန်းတွေဆိုရင်မလဲပေါ့နော်မြင်တွေ့နေကြ hollow မဟုတ်ဘဲနဲ့ solid တန်တွေကိုပဲအသုံးပြုပေးထားဖြစ်ပါတယ်ရှင်ကဲအောက်ထပ်ကိုကြည့်ပြီးသွားပြီဆိုတော့ညီမနဲ့တူတူ product ကိုလိုက်ကြည့်ပေးကြပါအောင်ရှင်ကဲအပေါ်ရက်ကိုတောင်းမယ်ဆိုလို့ရှိရင်ဒီလိုမျိုးတက်လေကားကိုအသုံးပြုလို့ရတယ်လို့ရိုးရိုးလေကားကိုလည်းအသုံးပြုလို့ရပါရဲ့ရှင်ရိုးရိုးလေကားကိုဆိုလို့ရှိရင် artificial ကြောက်ပြားတွေကိုအသုံးပြုပေးထားပြီးတော့ဒီလက်ရန်တွေကိုဆိုလို့ရှိရင်လည်းမှန်လက်ရန်တွေကိုပဲအသုံးပြုပေးထားဖြစ်ပါရဲ့ရှင်ကဲဒီထက်မှာဆိုလို့ရှိရင်ပေါ့နော် showroom လာတဲ့ customer တွေအယောင်းဝယ်ညှိနှိုင်းနိုင်ပါတယ်အဆင်ပြေဖို့အတွက်လင်းဝင်လက်ထက်ကောင်းပြီးတော့အလင်းရောင်ကောင်းတဲ့ဧကန်တစ်ခုဒီဘက်မှာထားရှိပေးထားတယ်။ကဲဟိုဘက်မှာဆိုလို့ရှိရင်လည်း showroom area ဖြစ်တဲ့အတွက်ဒီလိုမျိုးပေါ့နော်ဟောပုံစံပြုလုပ်ထားပြီးတော့လုံခြုံရေးတန်ပန်းတွေလည်းတက်ဆင်ပေးထားတယ်။တွိုင်းလက်တစ်ခုပါရှိရယ်ပြီးရင်ရိုးရန်တစ်ခုရှိရယ်ပြီးရင်ဘေးစင်တစ်ခုလည်းထားရှိပေးထားပါတယ်ရှင်။ဒီပေါ့နော် showroom နှစ်ထပ်ကိုပြပြီးသွားပြီဆိုတော့ညီမနဲ့အတူတူလူနေထက်ကိုတက်ကြည့်ကြရအောင်။ပြီးတော့အဆောက်အဦတစ်ခုလုံးရဲ့မိဘလုံခြုံရေးအတွက်လည်းဒီ fire hose ကိုတစ်ထပ်တစ်ခုတက်ဆင်ပေးထားပါရဲ့ရှင်ကဲလူနေထက်ကိုရောက်ပြီဆိုတာနဲ့လုံးဝ luxury ဆန်ဆန်ပြုလုပ်ထားတဲ့အရင်မိုက်တဲ့ဧကန်ကြီးကိုတွေ့ရမှာဖြစ်ပါတယ်ဒီ steel ကုန်တွေကစပေါ့နော် Asian တွေစိတ်တိုင်းက customize ပြုလုပ်ပေးထားဖြစ်ပါတယ်ရှင်ဒီနရံတွေမျက်နှာချက်တွေဆိုရင်လည်းကျွန်းမောင်းသားတွေနဲ့အလှဆင်ပေးထားဖြစ်ပါတယ်ကဲဟိုဘက်မှာဆိုရင်လည်းမိသားစုတွေနဲ့အတူတူညဘက် AC television ကြည့်လို့ရအောင်ဆိုပြီးတော့ TV စင်တစ်ခုလည်းထားရှိပေးထားပါတယ်ကဲဒီအထက်မှာဆိုလို့ရှိရင် master bedroom နှစ်ခန်းရယ်ပြီးရင် kitchen ခန်းတစ်ခန်းရယ်ပါရှိပါမယ်ရှင် kitchen ခန်းထဲမှာဆိုလို့ရှိရင်ထမင်းစားခန်းတစ်ခန်းပါမယ် kitchen ခန်းပါမယ် store ခန်းပါမယ်ပြီးရင် toilet တစ်ခုလည်းပါရှိမှာပါရှင်ဒီချက်မှာဆိုရင်တော့ဖျားကန်တစ်ခန်းပါရှိပါမယ်ရှင်ဒီဘက်မှာဆိုရင်လည်း mini ဧကန်လေးတစ်ခန်းပါမယ်ပြီးရင် master bedroom တစ်ခန်းပါမယ် single room တစ်ခန်းပါပါမယ်ရှင်ပြီးတော့လို့ရှိရင် store တစ်ခန်းပါမယ်အများဆုံး toilet တစ်ခုပါရှိမှာပါရှင်ပြီးတော့အောက်မှာခင်းထားတဲ့ပါကီးတွေကအစကြီး brown တာပါကီးကိုသုံးပေးတာဖြစ်ပါတယ်ရှင်ပြီးရင်ဒီပေါ့နော်လူကြီးတဲ့တစ်ထပ်လုံးကလည်း runner လေးထားရှိပေးထားပါတယ်ဆိုလို့ရှိရင်လည်းအဝတ်လမ်းမှုပဲဖြစ်ဖြစ်မိသားစုတွေအေးဆေးအနားယူပဲဖြစ်ဖြစ်လာတာဆောင်တစ်ခုကိုဖန်တီးပေးထားပါတယ်ရှင်
ဒီကြောင်ရင်လေကနေတက်သွားမယ်ဆိုလို့ရှိရင်လည်းအဆောက်အုံကြီးတစ်ခုလုံးအတွက်ဒီရေကန်အကြီးတစ်ခုကိုလည်းထားပေးထားပါတယ်ကဲညီမနဲ့အတူကြည့်ခဲ့ကြတဲ့ဒီအဆောက်အုံကြီးတစ်ခုလုံးကို Luxury Sunset စက်တစ်လာပမှုတွေနဲ့အတူတာဝန်ယူဆောင်ရွက်ပေးထားတာတော့ညီမတို့ရဲ့မဟာ TCM Construction Company ကနေပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မန်လေးမှာပဲဖြစ်ဖြစ်ဗန်မြို့နယ်မှာမစိုးလူကြီးမင်းတို့ရဲ့စက်တစ်လာပတဲ့အိမ်လေးတစ်လုံးကုမ္ပဏီ shopping mall စတဲ့အဆောက်အုံကြီးတွေကိုဆောက်လုပ်တော့မယ်ဆိုလို့ရှိရင်ညီမတို့ရဲ့မဟာ TCM Construction Company Limited ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။